နောက်တစ်ခုက trauma ဖြစ်ပြီးရဲ့နောက်ပိုင်းမှာခံစားရတဲ့ post traumatic stress disorder လို့ခေါ်တယ်ပေါ့နော်ဆရာ PTSD ဒီလိုမျိုးအခြေအနေကြုံလာရင်ရောဆရာဘယ်လိုရင်ဆိုင်လို့ရပါလဲခင်ဗျကျေးဇူးပါကျွန်တော်ရှေ့မှာတော့ PTSD ဆိုစကားလုံးကိုညှပ်ပြီးတော့ပြောသွားလိုက်တယ်ပေါ့နော်ဒါဟို post traumatic stress disorder မြန်မာလိုပြောရရင်တော့ထိခိုက်မှုဖြစ်ပြီးရဲ့နောက်ပိုင်းမှာဖြစ်လာတဲ့စိတ်ဖြစ်စီမှုယောဂပေါ့နော်ဝေဒနာပေါ့စိတ်ဖြစ်စီမှုဝေဒနာလို့ပြောလို့ရတယ်အဲ့ဒီဝေဒနာကအရေးကြီးဆုံးကတော့ဘယ်လိုရင်ဆိုင်မလဲပေါ့နော်ဒါဖြစ်လာရင်ဘယ်လိုရင်ဆိုင်မလဲလို့ခုနကမေးတာပေါ့နော်အဲ့တော့ဒါဖြစ်လာရင်ဘယ်လိုရင်ဆိုင်မလဲလို့မေးတာထဲဒါခုနကပြောလို့စိတ်ဖိစီးမှုရလာတဲ့အချိန်တွေ့ကြုံတစ်ခုကြုံတွေ့လိုက်ရပြီးရင်ဘယ်လိုစပြီးတော့ကိုနားလည်အောင်စူးစမ်းမလဲဆိုတဲ့ဟာအဓိကကြားတယ်ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ခံစားချက်တွေကိုနားလည်အဲ့တော့ဖြစ်သွားပြီးဖြစ်တဲ့အခြေအနေကိုလက်ခံရမယ်ကြောက်တဲ့စိတ်ပေါ်လာတာကြောက်စရာတစ်ခုတွေ့လို့ကြောက်တဲ့စိတ်ပေါ်လာတာဒါကအားနည်းလို့မဟုတ်ဘူးညံ့လို့လည်းမဟုတ်ဘူးဘူးခံစားနေရတာပုံမှန်တုံ့ပြန်မှုဖြစ်တယ်ကြောက်စရာတွေ့ရင်ကြောက်တာကပုံမှန်ပဲလန့်စရာတွေ့ရင်လန့်တာကလည်းပုံမှန်ပဲဒါကိုကျွန်တော်တို့ကဒါပုံမှန်မဟုတ်ဘူးလို့နားမလဲအဲ့ဒါက trauma ဖြစ်ဖို့ပို့ပြီးတော့ chance ကပို့ပြီးတော့များလာအဲ့တော့ငါအခုခံစားနေရတာတွေကပုံမှန်တုံ့ပြန်မှုတွေဖြစ်ပါတယ်ဆိုတာကိုနားလည်ဖို့လိုတယ်ပြီးရင်ခံစားလာရတဲ့ကြုံတွေ့လာရတဲ့အတွေ့အကြုံကကိုခံစားရတဲ့ခံစားချက်ပေါ်မှာမူတည်ပြီးတော့ကြောက်စရာလားလန့်စရာလားဝမ်းနည်းစရာလားမူတည်ပြီးတော့ကိုယ့်ရဲ့ယုံကြည်ရတဲ့သူတွေနဲ့စကားပြောဖို့လိုတယ်အင်္ဂလိပ်လိုပြောရင်တော့ confide in လို့ရတာပေါ့နော်ရင်ဖွင့်လိုက်ဖို့လိုတယ်မြန်မာလိုဆိုရင်ဖွင့်လိုက်လို့ရှိရင်တဝက်သက်သာဒါမှလည်းကိုဘယ်လိုခံစားနေရဆိုတော့ဘဝဉာဏ်သိပြီးတော့ကိုယ့်ကိုဝိုင်းပြီးတော့ဖေးမှစောက်ရှောက်ပေးလို့ရတယ်အဲ့တော့နံပါတ်3ချက်ကတော့မိမိကိုယ်ကိုဂရုစိုက်ရအဲ့လိုချိန်မျိုးနဲ့ကြုံတွေ့ပြီးအထူးသဖြင့်အိတ်တာပြက်လာလိမ့်မယ်ကြောက်စရာတစ်ခုနဲ့ကြုံပြီးရင်အေးတွေအနေတွေမှားလာလိမ့်မယ်နဲလာလိမ့်မယ်အိတ်ဖို့ခက်လာလိမ့်မယ်သို့တော့အဲ့ဒါပေါ်မှာကိုကဂရုစိုက်ပြီးတော့အေးရေးဝအောင်လည်းအိတ်ဖို့လိုတယ်နောက်ပုံမှန်ပေါ့နော်ဒီပုံမှန်လုပ်နေတဲ့လမ်းလျှောက်တာပဲဖြစ်ဖြစ်ကိုယ်လည်းလှုပ်ရှားမှုလေးချိန်ငယ်လေးတစ်ခုပဲဖြစ်ဖြစ်ယောဂပဲဖြစ်ဖြစ်ဒါလေးတွေကိုလည်းပုံမှန်လုပ်နေဖို့ပြီးတော့အသက်ရှူလေးချိန် relaxation technique လို့ခေါ်တယ်အသက်ရှူလေးချိန်လေးကိုလည်းကျွန်တော်တို့ပုံမှန်ကျင့်နေဖို့လိုတယ်ဒါတွေလည်းကျွန်တော်နောက်ပိုင်းကျရင်တော့အေးစိတ်ထပ်ပြီးတော့ချိန်ရရင်ခွင့်ခါတင်ကျွန်တော်ပြောပါမယ်အဲ့တော့နောက်တစ်ခုကတော့အဲ့ဒါတွေလုပ်နေတယ်လုပ်နေပြီးတော့မှတက်တာပေါ့နော်ဒါငါဖြစ်ငါကြောက်တဲ့စိတ်ပေါ်လာတာပဲကြောက်တဲ့နေဟာတွေ့လို့ကြောက်တဲ့စိတ်ပေါ်လာတာပဲဒါကိုလက်ခံတယ်ကိုယ့်ရဲ့တွေးကြုံနေရတဲ့တွေးကြုံလည်းကိုယ့်ရဲ့မိတ်ဆွေမိသားစုတွေကိုပြောတယ်ခုနကကျွန်တော်ပြောလို့အေးစားမှအောင်လည်းကိုယ့်ကိုကြိုးစားပြီးနေတဲ့လေ့ကျင့်ခန်းလည်းလုပ်တယ်တက်ရှုလေ့ကျင့်ခန်းတွေလည်းလုပ်တယ်သို့တော့မတက်တာလာဘူးနှစ်ပတ်နေတယ်မတက်တာဘူးသုံးပတ်နေတယ်မတက်တာဘူးဆိုရင်တော့ဒါဒီကူညီလို့လာပြီပေါ့သက်ဆိုင်ရာကျွမ်းကျင်တဲ့သူတွေစီကနေရယူအောင်အဲ့တော့စိတ်ချမ်းသာရေးပြုစုဆောင်ရှောက်မှုကိုအကူအညီပေးနေတဲ့လူတွေဆရာမတွေဖြစ်မယ်အထူးကူတွေဖြစ်မယ်သို့တော့ဘယ်သူနဲ့မဆိုပေါ့နော်နီးစပ်ရနဲ့စပြီးတော့ကျွန်တော်တို့အကူအညီစပြီးတော့ယူဖို့လိုလာတယ်အဲ့တော့အဲ့ဒါလေးကိုအဓိကထားပြီးတော့ပြောချင်ပါတယ်ဗျကျေးဇူးပါဆရာ